အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ကပေးတာနဲ့နက်ကပေးတာမတူညီတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တိုက်ဆက်ရှိမှပေးတာများပါတယ်တိုက်ဆက်နီးရင်နီးသလောက်အနီးကပ်ဆောက်ရှောက်ပေးတာများပါတယ်တိုက်ကဆွေတော်မျိုးတော်ချစ်တဲ့တိုက်မှုမိမိဆွေမျိုးတိုက်ဆက်ကိုပဲပေးတာများပါတယ်ဒါကနန်းနဲ့မတူတဲ့အချက်ပါတိုက်ဆက်ကကောင်းလားဆိုတော့ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းပါဘူးကောင်းတာကမိမိကတိုက်ဆက်နီးတော့တခုခုဖြစ်တော့မဲဆိုရင်စိတ်ထဲကြိုတီးတာတို့အိမ်မက်ကြိုမက်တာတို့လန်ခီတခုခုဖြစ်တော့မဲဆိုစိတ်ထဲတခုခုဖြစ်အောင်ပြပေးပါတယ်မိမိကန်တက်တဲ့အချိန်ဆိုရင်လောက်ကင်တဲ့စီးပွားရေးတွေတဟုန်တို့တိုးတက်အောင်ကူညီပေးတယ်လိုချင်တာကိုမကြခင်အကြောင်းအရာမျိုးမျိုးနဲ့ရအောင်ဖန်တီးပေးကြတယ်ဒါကကန်တက်တဲ့အချိန်ပဲပေးတာပါကန်နေရင်တော့ဘာမှပေးလို့မရပါဘူးအရင်ကဘာတောင်းဆိုလို့ရနေပါစေကန်နေရင်တော့သူတို့ပေးလဲမရတော့ပါဘူးလွဲချော်နေတတ်ပါတယ်နက်ကပေးတိုက်ကပေးအဓိကကတော့မိမိကန်တက်တဲ့အချိန်မှရတာပါကန်တက်နေတဲ့အချိန်စုတောင်းလဲပြည့်ပါတယ်ဘာလေးရရင်ဘာပြန်လုပ်ပေးပါမယ်ဆိုပြီးအတိတ်ထန်လဲအောင်ပါတယ်တကယ်လဲရအောင်ဖန်တီးပေးပါတယ်ကန်နေလာရင်တော့လွဲတတ်ပါတယ်မပေးတော့တာမဟုတ်ပါဘူးကိုကလက်ခံနိုင်တဲ့ကုသိုလ်ကံအားမရှိတော့လို့ပေးလဲမရပဲလွဲချော်နေတာပါဒါကိုစိတ်ဆိုးပြီးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တွားပြီးအပြစ်တင်စော်ကားရင်တော့မိမိပဲနစ်နာပါလိမ့်မယ်တိုက်ဆက်မရှိရင်ပေးလားဆိုတော့ပေးခဲ့ပါတယ်မိမိကမေတ္တာအားစေတနာအားကောင်းပြီးတိုက်များကိုမေတ္တာများပို့တဲ့သူငကစားများပွဲများပဝများဒါနပြုပူဇော်တဲ့သူဆိုရင်လဲကန်ဆက်လို့ကန်တက်တဲ့အခါတိုက်ကစီးပွားရေးတွေအလောက်ကင်တွေဒီထက်မကအဆင်ပြေအောင်ကူညီကြပါတယ်နက်ကရိုးရာကဖြစ်စေဒေတာဆိုင်ရပဲဖြစ်စေမိမိကန်ရှိသလောက်မြန်ရအောင်ဖန်တီးပေးကြပါတယ်နက်ကိုအထင်သေးလို့လုံးဝမရပါဘူးပေးနိုင်ကျွေးနိုင်တဲ့နက်တွေရှိပါတယ်နက်ကတော့သူတို့ယုံကြည်မှုအပေါ်အရေးကြီးပါတယ်ရိုသေလေးစားရတယ်ကို့ဘိုးကြီးပွားကြီးတွေလိုသဘောထားပြီးရိုသေလေးစားရတယ်ပူဇော်ရတယ်မေတ္တာပို့အမျှဝေရသလိုဗလိနက်စာလဲပူဇော်ရတယ်အချိုကြိုက်တဲ့နက်ကိုအချိုအခါကြိုက်တဲ့နက်ကိုအခါအရက်ကြိုက်တဲ့နက်ကိုအရက်မုတ်ကြိုက်တဲ့နက်ကိုမုတ်နဲ့ပူဇော်ရပါတယ်အမှန်ကသူတို့အကြိုက်ပေးပူဇော်ပြီးကိုလိုချင်တာကိုပြန်တောင်းရတာပါသူ့ကြိုက်ဆောင်ရင်ကိုကိစ္စအောင်တာပေါ့မိမိစေတနာနဲ့ယုံကြည်မှုကိုနက်ကသိပါတယ်နက်ကိုလိန်လို့မရပါဘူးစေတနာကိုဒေဝါကသိတယ်ဆိုတာရှောက်ပြောတာမဟုတ်ပါဘူးအမှန်ပါပဲတပြေတစ်ခတ်နဲ့စိန်ပရက်တော့သွားတောင်းလို့မရပါဘူးမိမိစေတနာထားတဲ့အတိုင်းပဲပြန်ရတာပါနက်ပဲဖြစ်စေတိုက်ပဲဖြစ်စေဂရိပြက်လို့မရပါဘူးမိမိတည်နိုင်တာကိုပဲဂတိပေးပါဂတိပြက်ရင်စီးပွားရေးလူမှုရေးပြောင်းပြန်လှန်အောင်ဖြတ်တဲ့နေရာမှာတော်ကြသလိုမိသားစုတွေအိမ်တော်ရေးတယောက်နဲ့တယောက်မျက်နှာမကြည့်ကျင်လောက်အောင်ရန်ရှာပေးတဲ့နေရာမှာလဲသူတို့ကအရန်တော်ပါတယ်ကန်တက်လို့ပေးတဲ့အခါစီးပွားရေးအဆင်ပြေတဲ့အခါလဲစီလိုအပေါက်ရှာပြီးငွေဝင်အောင်ပေးတတ်ကြပါတယ်ကန်တက်လို့စီးပွားရေးကောင်းရင်လူကအိတ်နေတဲ့ငွေကမအိတ်နေပဲအပေးလဲတော်ကြပါတယ်နက်ညိုးလို့ဖြစ်စေတိုက်ညိုးလို့ဖြစ်စေတောင်းပန်ပွဲမေတ္တာရက်ခံပွဲတွေကမတူပါဘူးတတိထားရပါမယ်နက်ကပေးတိုက်ကပေးမိမိကန်တက်တဲ့အချိန်နဲ့ကန်နှိပ်တဲ့အချိန်သာပေးနိုင်ကြတာပါအဓိကမိမိကန်တာအရေးကြီးတာပါဒါကြောင့်မိမိကန်တက်အောင်အမြဲယန္တနာ၃ပါးကိုမမေ့ရပါဘူးပရိစိတ်တရားထိုင်ပရိတ်ပဋ္ဌာန်းမပြတ်အောင်ကြိုးစားအားထုတ်ရပါမယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘုရားရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့